ဒီယုတ်ဒိနာနဲ့ပတ်သက်ပြီးတော့နှစ်သက်တဲ့စိတ်ဖြစ်နေရင်သမုဒယလို့ခေါ်ပါတယ်ဒီယုတ်ဒိနာအပေါ်မှာငါဆိုတဲ့အတ္တနဲ့ဆွဲပြီးတော့ကြည့်မယ်ငါခန္ဓာငါယုတ်ငါနံဒါလေးအပေါ်မှာသမုဒယသံယောဇဉ်ကလေးနဲ့နေမယ်ဆိုလို့ရှိရင်သူ့နောက်မှာဆင်းရဲခြင်းဆိုတဲ့ဒုက္ခသစ္စာကြီးကတ်သမုဒယရဲ့နောက်မှာဒုက္ခရှိတယ်ဆိုတာကိုသိသိချာချာသဘောပေါက်ဖို့လိုပါတယ်ဒါကြောင့်မလို့ယောဂီများဘုန်းကြီးကလည်းပြောတယ်နော်သုံးစာသုံးစီမစွဲစီနဲ့ဆိုတဲ့သဘောတရားဟာဒါပဲကိုယ်ခန္ဓာနဲ့ပတ်သက်ပြီးတော့လည်းလူတွေဟာစွဲလန်းတတ်ကြတယ်ကိုယ်ပံဝန်းကျင်မှာရှိတဲ့မိသားစုတွေဆွေမျိုးတွေကိုမိတ်ဆွေငယ်ကြီးတွေနဲ့ပတ်သက်ပြီးတော့လည်းအစွဲကိုစီရှိကြတယ်ကိုပိုင်ဆိုင်တဲ့ဆင်တဲ့ပစ္စည်းဥစ္စာပေါ်မှာလည်းဆွဲကြတယ်ကိုမြင်နေကြအရာတွေကြားနေကြအသံတွေပေါ်မှာလည်းဆွဲလန်းမှုတွေရှိပါတယ်ဒါကြောင့်ဟိုဟာလေးကောင်းလိုက်တာဒီဟာလေးကောင်းလိုက်တာဟိုဟာကြိုက်လိုက်တာဒီဟာကြိုက်လိုက်တာဆိုတဲ့စကားခဏခဏပြောကြတာပဲကိုကြိုက်တာနဲ့မစုံစည်းရဘူးကြိုက်တာလေးသူများစီပါသွားပြီဆိုရင်စိတ်ထဲဒေါသထွက်တာပေါ့နော်စိတ်မကောင်းဖြစ်ကြပါတယ်ဒုက္ခသစ္စာအဲ့ဒီမှာပြတာပဲလေဒါကြောင့်နှစ်သက်ခြင်းနှစ်သက်တဲ့စိတ်လိုချင်တဲ့စိတ်ဒီဒုက္ခဖြစ်စေဖို့အတွက်အကြောင်းတရားတစ်ခုပါပဲလို့ဒါကိုမြင်အောင်ကြည့်ရမယ်ဒါဆိုရင်မနှစ်သက်နဲ့မလိုချင်နဲ့လို့ပြောเสียရရှိတာပေါ့သုံးစာသုံးစီမစွဲစီနဲ့ဆိုတဲ့သဘောတရားဟာဒီဟာပဲသုံးเสียရရှိတာကိုတော့သုံးရမှာပဲလုပ်เสียရရှိတာကိုတော့လုပ်ရမှာပဲဒီပေါ်မှာစိတ်ခံစားချက်တော့ကြီးကြီးမားမားမထားလိမ့်နဲ့ဒါအဓိကညာသောအဖြစ်လူတွေကစိတ်ခံစားချက်နောက်ကိုလိုက်ကြပါတယ်စိတ်ခံစားချက်ကိုနောက်ကိုလိုက်တာကိုပဲအမှန်တရားတစ်ခုလို့ပြောနေဆိုနေကြတယ်ပေါ့လေတကယ်တော့စိတ်ခံစားချက်ကိုနောက်ကိုလိုက်တာဒုက္ခတွေကိုဖြစ်စေတဲ့အကြောင်းတရားတစ်ခုလို့ပြောရလိမ့်မယ်ဒါကြောင့်စိတ်ခံစားချက်ဆိုတာကချစ်ချင်းမုန်းခြင်းပေါ့နော်ဒါအဓိကပေါ့လေခံစားချက်နဲ့ပတ်သက်ပြီး၃မျိုးရှိတာကိုဒုက္ခဝေဒနာရဲ့ဒုက္ခဝေဒနာရဲ့အဒုက္ခမဒုက္ခဝေဒနာရဲ့ဆိုပြီးတော့ဒီဝေဒနာဆိုတဲ့သဘောတရားဟာစိတ်ခံစားချက်ပေါ်မှာမူတည်ပြီးဖြစ်လာတယ်။နှစ်သက်တဲ့သဘောကြိုက်တဲ့သဘောကျေနပ်တဲ့သဘောဆိုရင်ချမ်းသာတာပေါ့ဒုက္ခဝေဒနာလေမနှစ်သက်တဲ့သဘောမကြိုက်တဲ့သဘောဒါဆိုလို့ရှိရင်ဒုက္ခဝေဒနာဖြစ်တာပေါ့တခါတရံကျတော့ကြိုက်တယ်လည်းမဟုတ်ဘူးမကြိုက်ဘူးလည်းမဟုတ်ဘူးချမ်းသာတယ်လည်းမဟုတ်ဘူးဆင်းရဲတယ်လည်းမဟုတ်ဘူးအဲ့ဒီလိုဈာအနေအထားတစ်ခုဖြစ်တတ်တယ်ဒါကိုအဒုက္ခမဒုက္ခဝေဒနာဒီနေ့အပြင်ဥပိ္ပခဝေဒနာလို့ဒီလိုပြောတာပါဒါကြောင့်ဒီဆွဲလန်းမှုဆိုတဲ့သဘောတရားဆိုတာလေဒီဝေဒနာပေါ်မှာမူတည်ပြီးဖြစ်တာပဲကြိုက်တော့လည်းပဲချစ်ဆွဲတဲ့မုန်းတော့လည်းမုန်းဆွဲပေါ့နော်မကြိုက်တော့လည်းမုန်းဆွဲချမ်းသာတော့ချစ်ဆွဲဆင်းရဲတော့မုန်းဆွဲဆိုပြီးတော့အစွဲတွေဖြစ်တာဒါကြောင့်ဒီအစွဲတွေကိုလည်းယောဂီတို့ကသိအောင်မြင်အောင်ကြည့်နိုင်ရမယ်ရှုမှတ်နိုင်ရမယ်ဒီအစွဲတွေကိုပြုတ်အောင်ဖြုတ်နိုင်ရမယ်ဒါတရားအားထုတ်ခြင်းရဲ့လုပ်ငန်းစဉ်တစ်ခုပါပဲဒါကြောင့်ကိုယ်စိတ်ကိုမြင်အောင်ကြည့်ပါဒီစိတ်ထဲမှာပဲဖြစ်တာလေဒီအစွဲတွေကဒါကြောင့်ချစ်ချင်းမုန်းခြင်းဆိုတဲ့သဘောတရားတွေကိုအစွန်းမရောက်စေပဲနဲ့ပေါ့နော်ဒီအပေါ်မှာခန္ဓာရှိလို့ဖြစ်ပေါ်လာတဲ့သဘာဝတရားပဲယုတ်တရားကဖောက်ပြန်နေတဲ့သဘောသက်သာတာလည်းရှိမယ်ဆင်းရဲတာလည်းရှိမယ်ပေါ့ဒီအပေါ်မှာလက်ခံနိုင်ရမယ်စိတ်ဆိုတဲ့အပေါ်မှာစိတ်စီအာယုံကိုသိတယ်ယုတ်တရားကအာယုံကိုမသိပါဘူးเนาะသိတဲ့သဘောယုတ်တရားမှမရှိပါဘူးသူကဖောက်ပြန်ယုံသက်ပါအရာအလုံးကိုခံစားမှုအနေနဲ့သိတယ်မှတ်သားမှုအနေနဲ့သိတယ်ပြုပြင်ပြောင်းလဲစီရင်တတ်တဲ့သဘောအနေနဲ့သိတယ်နောက်ဆုံးမျက်စိနာနာရှာကိုစိတ်နဲ့ထိသမျှသိတယ်ဒီသိမှုသဘောစီနန္တရားရဲ့အလုပ်ပဲလို့ဒီအပေါ်မှာကွဲကွဲပြားပြားခွဲခြားနားလည်မှသာလေတရားအားထုတ်တဲ့လုပ်ငန်းစဉ်ကမှန်ကန်ပါလိမ့်မယ်ယုံနဲ့နံကွဲဖို့လိုတယ်ပေါ့ပြောလို့တာကဒီယုတ်ဒီနာကိုမကွဲသမျှကာလပတ်လုံးရှေ့ဆက်ပြီးတော့ဝိပဿနာဉာဏ်ဖြစ်ဖို့ဆိုတာအလွန်ခဲရင်းပါတယ်မဖြစ်နိုင်ဘူးပေါ့နော်ဒါကြောင့်ယုံနံကိုလည်းကွဲပြားအောင်သိရမယ်ဗမာရှိရကိုယ်ခန္ဓာကိုကြည့်ပြီးသိရကိုယ်ခန္ဓာကိုသိရင်သူများခန္ဓာလည်းသိတာပဲခန္ဓာအလုံးကအတူတူပဲဖွဲ့စည်းပုံလူမှလည်းယုံနဲ့နံတိရစ္ဆာန်အလုံးလည်းယုံနဲ့နံပဲ32ဘုံအသက်ရှိသမျှယုံနဲ့နံကြီးပါပဲဒီတော့ရုပ်စာရှိလို့နာမရှိတာကတော့သက်မဲ့ပေါ့နော်သစ်တုံးလို့ကြောက်တုံးလို့ဖြစ်မှာပေါ့လေတော့ဘယ်အရာမဆိုပါဖောက်ပြန်နေဆိုတဲ့သဘောတရားကြီးအသက်ရှိပဲဖြစ်ဖြစ်သက်မဲ့ပဲဖြစ်ဖြစ်ဖောက်ပြန်နေတာပဲပထဝီတေဇောအာဘောဝါယောတက်ကြီးလေးပါးနဲ့ပေါင်းစပ်ဖွဲ့စည်းထားတဲ့သဘောတရားတွေပဲလို့ဒီလိုမြင်ရမယ်ဒါကြောင့်တရားရှုမှတ်တယ်ဆိုတာခန္ဓာရဲ့သဘာဝကိုအသေးစိတ်ရှုမြင်ပြီးတော့သူ့ရဲ့သဘောသဘာဝအနိစ္စဒုက္ခအနတ္တကိုထင်ရှားအောင်ရှုပွားခြင်းဖြစ်တယ်လို့ကိုယ်စီသဘောပေါက်ပြီးတော့မိမိခန္ဓာထဲမှာ
အမှန်တရားကိုသိရှိနိုင်အောင်ကြိုးစားနိုင်သောပုဂ္ဂိုလ်တွေဖြစ်ကြပါစေလို့ဆန္ဒပြုရင်းနဲ့အလုပ်ပေးဟောကြားချက်ကိုအချိန်စိတ်လို့ဒီမှာပဲညီကုန်းချုပ်ပါမယ်။ကြံရှိတဲ့အချိန်ကာလများမှာတော့မိမိခန္ဓာကပြတဲ့တရားထင်ရှားအောင်ဆက်လက်ရှုပွားကြပါ။အလုံးသားရချမ်းမြေ့တရားတွေ့ကြပါစေ။